ဒီနေ့ကျွန်တော်တို့ပြောနေတဲ့ပရာဟိတအများအကျိုးကိုထမ်းဆောင်နေဆိုတဲ့ဒီအလုပ်နဲ့ပတ်သက်ပြီးတော့ဟာဇတ်ခတီဂျာဒီမှာတင်ပြခဲ့တဲ့ဒီအလုပ်မိန်ကြားချက်တွေထဲမှာဒါကိုလည်းဟာဇတ်ခတီဂျာကမီးပေါင်းထိုးပြခဲ့အင်နကလတဆီလူရဟမာဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့တာဝန်ဝတ္တရားကိုကြည်ပွန်ဒါကဆွေမျိုးတော်လို့ဆိုတဲ့မိကွန်းရှိပေမဲ့နောက်တစ်ဖက်မှာဝတဟမီလုလ်ကလ်ကိုယ့်ရဲ့ဆွေမျိုးမဟုတ်ဘူးဆွေမျိုးမတော်တဲ့လူကိုလည်းပဲဝင်တော့ဝင်ဖို့တွေကိုတမန်တော်ထမ်းရွက်ပေးတယ်ဝတက်ဆီဘူလ်မာဒူပဝင်းချင်မှာရှိတဲ့စင်းရဲသားတွေကိုလည်းတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာရှာဖွေကျွေးပွေးခဲ့တယ်ဝတကရစ်ဒိုင်အဝေးကလာတဲ့ဘယ်ကလာလို့လာမှမသိတဲ့ဒဇိမ့်တွေကိုလည်းတမန်တော်ဟာဘာလို့ပေးခဲ့သူတို့ရဲ့အဲ့ဝတ်ကိုခြေပုံမှုပြုခဲ့တယ်ဝတူအိနူအလာနဝါအီဘ်လ်ဟက်ဒီဘက်ခဲမှာအခက်အခဲတွေတခုခုကြုံတွေ့လာပြီးဘေးဒုက္ခတွေကြုံတွေ့လာပြီးဆိုရင်တယောက်နဲ့တယောက်ကူညီကြသလိုအတင်းအဖွဲ့တွေဖွဲ့ပြီးကူညီကြသလိုအစုအဖွဲ့တွေနဲ့ကူညီကြသလိုတမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်ဟာအဲ့လိုကိစ္စတွေရောက်လာရင်တမန်တော်မြတ်ဆလ္လာလာဆလမ်ကရှေ့တန်းကနေကူညီခဲ့တမန်တော်မြတ်ကြီးဆလ္လာလာအလိုင်ဝါဆလမ်ရဲ့ပရာဟိတစိတ်ဓာတ်ဟာဘလောက်မြင်မာခဲ့လဲဆိုရင်ကဘာမှာပြိုင်ဆန်မရှိဘူးကဘာမှာနောက်တဲ့နမူနာပြစရာမရှိဘူးတမန်တော်ရဲ့ပရာဟိတစိတ်ဓာတ်ဟာတအားမြင်မာခဲ့တမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်ဟာမက္ကာမှာမွေးတာမက္ကာဟာတမန်တော်ရဲ့ချက်မြုပ်ဖြစ်တာမက္ကာမှာတမန်တော်ကြီးပြင်းခဲ့တာမက္ကာမှာတမန်တော်အိမ်တော်ရတာချခဲ့တာမက္ကာမှာမိမိသားသမီးတွေကိုမွေးခဲ့တာဒီမက္ကာမှာပဲတမန်တော်နဗူဝတ်ရခဲ့တာမိမိရဲ့နဗူဝတ်ရဲ့23နှစ်တာကာလတွေကအများစုကာလဖြစ်တဲ့73နှစ်တာကာလကိုတမန်တော်မက္ကာမှာပဲတမန်တော်ကြော်ဖြတ်ခဲ့တာမက္ကာကိုတမန်တော်တအားချစ်တယ်မက္ကာကိုတမန်တော်တအားဆွဲလန်းခဲ့တယ်မက္ကာကနေမဒီနာကိုဟီဂျရတ်လုပ်ခံဒီမှာတမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်ဟာမက္ကာရွှေမြို့တော်ကြီးကိုကြည့်ပြီးတော့မှတမန်တော်မြတ်ဆလ္လာလာအလัยဟိဝါဆလမ်ဟာအလွန်တရာမှကြေကွဲခဲ့တယ်အလွန်တရာမှစိုးနှင်းခဲ့တယ်တမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်ဟာကဆမ်ချိန်ပြီးတော့ပြောတယ်ဝလ္လာဟီအင်နကီလခိုင်ရူအာရ်ဒ်လာအလ္လာဟ်ရဲ့ကဆမ်အတင်ဟာတဲ့ကဘာမှာရှိတဲ့မြို့ရွာတွေထဲမှာအမွန်မြတ်ဆုံးသောမြို့ရွာဖြစ်တယ်ဝအဟဘ်လ်အာရ်ဒ်အီလာလာဟ်အဇ္ဇဝဂျတ်အလ္လာဟ်ဖန်ဆင်းထားတဲ့မြို့ရွာတွေထဲမှာအလ္လာဟ်အချစ်ဆုံးအနှစ်သက်ဆုံးသောမြို့ရွာဖြစ်တယ်တဲ့အကဲဒီမြို့မှာရှိတဲ့လူတွေဟာငါကိုယ်တော်ကိုနေလို့မရအောင်ဒုက္ခမပေးဘူးဆိုရင်မောင်းမထုတ်ဘူးဆိုရင်ငါကိုယ်တော်ဒီမြို့ကနေဘယ်တော့ခါမှခွဲခွာသွားဖို့မရှိဘူးဆိုပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလာအလိုင်ဝါဆလမ်ဟာကြေကွဲစွာနဲ့ကျူးညင်ခဲ့တယ်အဲ့တမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်မဒီနာကိုဟီဂျရတ်လုပ်ပြီးတဲ့နောက်ပိုင်းမှာတစ်ခေါက်မက္ကာမှာဘိုးခေါင်ရေရှားမှုဖြစ်တယ်မက္ကာမှာအစာရည်သာပြက်လက်တော့တမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်ကမဒီနာကနေပြီးတော့မှမက္ကာကိုအကူငွေတွေတမန်တော်ပေးခဲ့တယ်တမန်တော်ဟာမဒီနာကနေပြီးတော့မှမိမိကိုမောင်းထုတ်ခဲ့တဲ့ဒုက္ခပေးခဲ့တဲ့နေလို့မရအောင်လုပ်ခဲ့တဲ့အသက်အန္တရာယ်ကိုပါထိပါဖို့ကြိုးစားခဲ့တဲ့မက္ကာသူမက္ကာသားတွေကိုမဒီနာကနေလှမ်းပြီးတော့မှတမန်တော်ဟာအကူအညီပေးခဲ့တယ်တမန်တော်ရဲ့ပရာဟိတစိတ်ဓာတ်ဆိုတာကနေစီမချမဟုတ်ဘူးရိမ့်မိတ်ဆွေရန်ကိုခွဲခြားထားခြင်းမရှိဘဲနဲ့တမန်တော်ဟာအဲ့လောက်ကြီးမြတ်တဲ့စိတ်ဓာတ်ကိုတမန်တော်ထားခဲ့တယ်ဟာဇတ်ခတီဂျာရဒီအလာဟူတာအာလာဟာတခင်မဟာတမန်တော်ရဲ့အဲ့ပရာဟိတစိတ်ဓာတ်ကိုရည်ညွှန်းပြီးတော့မှအဲ့ဒီစိတ်ဓာတ်ကိုအထောက်ထားပြုပြီးတော့ဟာဇတ်ခတီဂျာဟာကဆမ်ချိန်ပြီးတော့ပြောတာဝလ္လာဟီလာယုခဇီကအလ္လာဟူအဘဒါအဲ့လိုစိတ်ဓာတ်ရှိတဲ့လူတွေအဲ့လိုပရာဟိတလုပ်တဲ့လူတွေကိုအလ္လာဟာဘယ်တော့အခါမှအလ္လာဟာတေးသိမ့်စေမှာမဟုတ်ဘူးအလ္လာဟာဘယ်တော့အခါမှတိတ်ခါကြစေမှာမဟုတ်ဘူးဒီပရာဟိတစိတ်တဲ့ပိုင်ရှင်နေဒီပရာဟိတအလုပ်ကိုတကယ်ပဲအခလာစ်နဲ့စိတ်တဘောထားမှန်မှန်နဲ့တကယ်ပဲအရှဖတ်အလာခလ်ကီလာလို့ခေါ်တဲ့လူသားအချင်းချင်းတအားကိုဂယုဏတွေအကျဉ်းနာတွေမျှဝေခံစားတဲ့စိတ်သက်တွေထားပြီးတော့မှလုပ်တဲ့လူတွေဟာအလ္လာဒုနီယာမှာသူတို့ကိုဒုနီယာမှာလည်းအစ္စတ်ပေးမယ်အာခိရတ်မှာလည်းအလ္လာအစ္စတ်ပေးမှာဒီအဒတ်ခတီဂျာရဒီအလာဟူအန်ဟာရဲ့ဒီမိန်ကြားချက်ကိုအခြေခံပြီးတော့ပညာရှင်တွေကသုံးသပ်ပြတဲ့တကယ်တော့ကဘာမှာပရာဟိတလို့ခေါ်တဲ့လူအကျိုးဆောင်အများအကျိုးဆောင်တဲ့သူတွေဟာတဲ့တကယ်ပဲကြီးမြတ်တဲ့သူတွေဖြစ်တယ်ဂုဏ်သိက္ခာကြီးမြင့်တဲ့သူတွေဖြစ်တယ်အလ္လာဟ်ရှင်မြတ်နဲ့ကဆဒကာနဲ့ပတ်သက်ပြီးတော့အလ္လာဟ်ရှင်မြတ်မိတ်နဲ့တမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်မိတ်နဲ့အဆဒကာတုတုတဖီဂဒဘ်ရဘ်ဒီဆဒကာဆိုတာကလူသားကိုအလ္လာဟ်ရဲ့အမျက်တော်ရှာမှုကနေပြီးတော့မှကာကွယ်ပေးတယ်ဒီဆဒကာဘာအတွက်ထုတ်တာအများအကျိုးဆောင်မှုအတွက်ထုတ်ဒီဆဒကာဘာအတွက်ပေးတာအများကိုကူညီဖို့အတွက်ပေးတာဒ
ထိုနည်း၎င်းမဲ့ဆဒကာပေးတဲ့လူကိုတစ်ဖက်မှာအလ္လာဟ်ကမိမိရဲ့ဒီဆဒကာဟာအလ္လာဟ်ရဲ့မြတ်တော်ရှာမှုကိုတားမြစ်ပေးသလိုနောက်တစ်ဖက်မှာအသေးဆိုးနဲ့တေခြင်းဆိုတဲ့အရာကနေပြီးတော့လေကာကွယ်ပေးတယ်ထိမ့်သိမ့်ပေးတယ်စောက်ရှောက်ပေးတယ်အဲ့တော့ Hazrat Khadija radiyallahu anha တခင်မရဲ့ဒီမိန့်ကြားချက်ကိုအခြေခံပြီးတော့ပဲပညာရှင်တွေကမိန့်တာ Hazrat Khadija ကတဲ့ဒီမှာကဆမ်ချိန်ပြီးတော့မှတမန်တော်လုပ်ခဲ့တဲ့ဒီပရာဟိတအလုပ်တွေကိုအခြေခံပြီးတော့မှကဆမ်ချိန်ပြီးပြောတယ်ဒီလိုပရာဟိတလုပ်တဲ့လူတွေဟာဘယ်တော့အခါမှဒုနီယာမှာတေးတိမ်ဖို့မရှိဘူးဘယ်တော့အခါမှတိတ်ခါမဲဖို့မရှိဘူးဒီလူတွေဟာကြီးမြတ်တဲ့နှလုံးသားပိုင်ရှင်တွေဖြစ်တယ်အဲ့ဒီလူတွေကိုအလ္လာဟ်ဟာအမြဲတမ်းဂုံအင်ကဂုံတိတ်ခါအလ္လာဟ်ရှင်မြတ်ကအမြဲတမ်းချီးမြှင့်မှာဟာဇတ်ခဒီဂျာရဲ့ဒီစကားကိုတမန်တော်ဟာဘယ်တော့အခါမှကန့်ကွက်ခဲ့တာမရှိဘူးနောက်ပိုင်းကာလမှာလည်းပဲခဒီဂျာမင်းဒီပြောခဲ့တဲ့စကားမှားတယ်လို့တမန်တော်မပြောခဲ့ဘူးအဲ့ဒီအတွက်ကြောင့်နှုတ်ထွက်လိုက်တာကတော့ဟာဇရတ်ခဒီဂျာရဲ့နှုတ်ထွက်စကားဖြစ်ပင်မဲ့လည်းပဲဒီနှုတ်ထွက်စကားဟာတမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့စိတ်နေခြင်းနဲ့အတီးပြူပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒါဟာတမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့ဟာဒီသ်တော်ထဲမှာအကျုံးဝင်နေအဲ့ဒီအတွက်ကြောင့်ဒါကိုအခြေခံပြီးတော့ပညာရှင်တွေဟာကျွန်တော်တို့အစ္စလာမ်တာနာဝင်တွေကိုကျွန်တော်တို့ကိုဆုံးမစကားပြောတယ်မင်းတို့ဟာအများအကျိုးနဲ့ပတ်သက်လာရင်ဘယ်တော့အခါမှလက်မနှေးပါနဲ့အလ္လာဟ်ရှင်မြတ်ပေးအပ်ထားတဲ့စီးစိမ်ဥစ္စာဟာကိုယ်အကျိုးအတွက်လည်းဖြစ်တယ်လို့အများအကျိုးအတွက်လည်းဖြစ်တယ်အဲ့လိုအများအကျိုးဆောင်ရွက်တဲ့လူဟာဒီဒုနီယာလောကမှာလည်းအလ္လာဟ်ဂုဏ်သိက္ခာချီးမြှင့်မယ်ထိုနည်း၎င်းမဲ့လူဆိုတာအဖြစ်နဲ့မကင်းဘူးအဲ့လိုကျူးလွန်မိရင်တော့မှအလ္လာဟ်ရဲ့ဂဇပ်ကနေပြီးတော့မှအမျက်တော်ရှာမှုကနေအကာအကွယ်ရမယ်နောက်ဆုံးကွယ်လွန်တဲ့အချိန်မှာမိတတဆောက်လို့ခေါ်တဲ့ဆိုးရွားတဲ့ကွယ်လွန်တည်ဆုံးခြင်းကနေအလ္လာဟ်ရှင်မြတ်ဟာထိမ့်သိမ်းစောင့်ရှောက်မှဖြစ်တယ်ဒီပရာဟိတဆိုတဲ့အများကျိုးဆောင်ရွက်တဲ့အလုပ်ဟာအလ္လာဟ်ရဲ့ရာဟမတ်ကိုဆွဲဆောင်ပေးတဲ့အလုပ်တစ်ခုဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဟာတမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ချပြခဲ့တဲ့တမန်တော်ကျင့်ဆောင်ခဲ့တဲ့ဒီလမ်းစဉ်